ကဲကျမတိုင်းလောကကိစ္စပြန်ပြောပြီးနော်စိတ်ဝင်စားကြည့်တာဘာဖြစ်လို့လဲတိလားကောင်မလေးတွေကဘာလို့သူများယောက်ျားပဲစိတ်ဝင်စားလဲဆိုတာလေကျမကကောင်းသိကျမအတွေ့အကြုံနဲ့ကျမပြောပြမယ်ဒါကတော့ဘ ഹു တုတအရာနားထောင်ပေါ့နော်တကယ်တော့လေတိလားဘာလို့လူပြိုစိတ်ဝင်စားပဲနဲ့ဘာလို့လူပြိုတပုံတစ်ခေါင်းရှိပါလေနဲ့ဘာလို့အိမ်ထောင်ရှင်ယောက်ျားကိုပဲစိတ်ဝင်စားကြလဲဆိုတော့ပြောပြမယ်နော်လေဝက်ချက်ကျမအမျိုးသားနဲ့ကွဲပြီးနောက်ပိုင်းလေတရုတ်ပြည်မှာကျမကောင်းလေးတောက်ထားဘူးသူလဲချောတယ်ကွာအဲ့တော့ဆိုလဲအဲ့သူလဲငေါနဲ့အရွယ်သူပဲ22နှစ်သူလဲ22နှစ်ရွယ်သူအဲ့ဒီအချိန်မှာ तू ကလည်းပထမယူလာကိုထားဘူးอ่ะအဲ့လိုမျိုးနောက်ဆုံးကွာ तू နေကိုနဲ့နောက်ဆုံးကွာခါတိုင်းတွေ့ရင်တော့သိရမလားမုတ်တော့ဝဲဘာတော့ဝဲအဲ့လိုမျိုးကွာအဲ့လိုမျိုးဆိုပြန်လာအလုပ်လုပ်အဲ့လိုမျိုးပဲနောက်ဆုံးကြတော့နောက်ဆုံးပထမတစ်ခေါက်ဒိတ်လာတဲ့အခါကျတော့ဘလို့ဖြစ်သွားလဲဆိုအဲ့တရုတ်ကောင်ကြီးနဲ့ तू ကလူပြိုစစ်ဟုတ်တယ်ကိုကတခုလက်အတွေ့အကြုံရှိပြီးသားသူကလူပြိုစစ်လုံးဝအတွေ့အကြုံမရှိရတူဒီအချိန်မှာကိုနဲ့ပွင့်လင်းပြောရိုက်ကွာတဘာဝကွာတမီးစားတဘာဝနော်တွေ့ဘူးလေအဲ့ဒီချိန်ဘလို့ဖြစ်သွားလဲဆိုရင်ပထမနော်လူပြိုရကြတော့သူတို့ကတုတ်ရည်လည်းမထိန်နိုင်ကြဘူးအတွေ့အကြုံလည်းမရှိကြဘူးစိတ်လှုပ်ရှားမှုကိုပိုမှဦးစားပေးတတ်ကြတယ်ဒါကြောင့်မို့လို့သူတို့ကဘလို့ဖြစ်သွားလဲဆိုစက္ကန့်ပိုင်းပဲဟုတ်တယ်ဒီကိစ္စလည်းအတွေ့အကြုံမရှိဘူးဒါကြောင့်မို့လို့မိန်းကလေးတော်တော်များလေအတွေ့အကြုံဘလောက်ပဲရှိလူပြိုတွေကကြတော့ကွာဒီရဲ့အရေးအတွက်လောက်မရှိတဲ့အခါကျတော့ဒါကိုကြတော့ဘယ်လိုပြောမလဲထိန်းချုပ်နိုင်စွမ်းမရှိဘူးထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါမှာဒီကိစ္စကိုကောင်မလေးတွေကကြတော့ဘယ်လိုပြောမလဲလူအိုတယောက်စားပြီးပြီဆိုရင်ဒီလူပြိုတွေစိတ်ဝင်စားတော့ပြောလိုက်အောင်မယ်ခဏရေမိန်းကလေးတိုင်းမဟုတ်ပါလေမိန်းကလေးတိုင်းတော့မဟုတ်ဘူးဒါပေမဲ့မိန်းကလေးတွေပါတော့ပါတယ်10ပုံထဲမှာ10ပုံခွဲလောက်ကပါတယ်